ဒီကောင်လေးဟာလူသူမရှိတဲ့ကျွန်းတကျွန်းပေါ်မှာတောင်တင်နေခဲ့တာပါတနေ့မှာတော့ကမ်းခြေနားမှာမင်းကလေးတယောက်ကိုလမ်းတွေ့လိုက်ရပါတယ်အဲ့ဒီမင်းကလေးကဓာတ်တလက်နဲ့သူ့စီကိုရုတ်တရက်ပြေးလာလို့လမ်းသွားပေမဲ့တကယ်တော့သူမကအမဲလိုက်နေတာပါသူမရဲ့အလှပါမှာမမောသွားတဲ့ကောင်လေးဟာသူမနောက်ကိုဆက်တင်လိုက်ပါသွားပါတော့တယ်ဒီမင်းကလေးအတွက်လည်းလူသားတယောက်နဲ့ပထမဆုံးအကြိမ်တွေ့ဘူးတာဖြစ်လို့ညစာစားပြီးတာနဲ့သူမကချက်ချင်းပြန်ထွက်သွားတာကြောင့်သူမကိုဆက်ရှိနေစေခြင်းနဲ့ကောင်လေးကနောက်ကနေအမြဲလိုက်သွားခဲ့ပါတယ်လမ်းမှာတော့မင်းကလေးကဓာတ်ကိုမြန်ထုတ်ပြီးအစိပ်ပြင်းတဲ့မြေတကောင်ရဲ့ခေါင်းကိုဖျက်ချလိုက်ကယူဆောင်သွားပါတယ်ဓာတ်ကိုမြင်ပြီးကြောက်လန့်သွားတဲ့ကောင်လေးဟာတညလုံးမိဘုံဘေးမှာထိုင်ရင်းမအေးရဲပဲဖြစ်နေခဲ့တာပေါ့နောက်တနေ့မနက်မှာတော့အဲ့ဒီမင်းကလေးကသူ့အတွက်မနက်စာပြင်ဆင်ပေးနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့ဒဏ်ရာတွေကိုဆေးဖက်ဝင်ပင်တွေနဲ့ကုသပေးပါတယ်သူမရဲ့ဂယူးဆိုင်မှုကိုမြင်ပြီးကောင်လေးကတော့တကယ်ကိုဝမ်းသာနေတာပေါ့အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်တည်းတလုံးဆောက်ကြပြီးသူမကသူ့ကိုအမဲလိုက်ဖို့နဲ့ကာကွယ်ဖို့အတွက်လန်လုံးကြီးတွေကိုတင်ပေးပါတယ်လန်နဲ့ငါးဖမ်းတဲ့ကိုလည်းတင်ပေးခဲ့တာကြောင့်သူတို့နှစ်ယောက်တကယ်ကိုပျော်စရာကောင်းတဲ့နေ့တစ်နေ့ကိုဖျက်ဆီးခဲ့ကြပါတယ်ညဘက်မှာတော့သူမကိုအိမ်ပြန်လိုက်ဖို့တဲ့အခါသူမကကူတစ်ခုထဲမှာနေထိုင်တာကိုတွေ့ပြီးကောင်လေးအံ့ဩသွားပါတယ်ကောင်လေးကဂူထဲကိုလိုက်ဝင်ဖို့စူးစမ်းပေမဲ့မင်းကလေးကညှင်းဆန်ခဲ့ပါတယ်ထွက်သွားတော့မယ်လို့ပြောလိုက်တဲ့အခါသူမကဒေါသထွက်ပြီးဂူထဲကိုပြေးဝင်သွားပါတော့တယ်အဲ့ဒီညကောင်လေးအိတ်ခါနီးမှာတော့မင်းကလေးကသူ့ကိုပြန်လာတောင်းပန်ပါတယ်တကယ်တော့သူမကသူ့ကိုချစ်မိသွားလို့မခွဲခွာချင်တာဖြစ်ပေမဲ့ကောင်လေးကတော့ဒါကိုနားမလည်ခဲ့ပါဘူးနောက်တနေ့မနက်မှာတော့လေရင်ပြန်တန်ကြောင့်ကောင်လေးနိုးလာပါတယ်ဒါပေမဲ့မင်းညကမင်းကလေးပြောခဲ့တဲ့စကားတွေကိုတတိယသွားတဲ့အချိန်မှာတော့သူဟာလက်တွေကိုပြန်ချလိုက်ပြီးအကူအညီတောင်းဖို့ကိုရက်တက်လိုက်ပါတော့တယ်